ဒီဇလန်လေးကတော့မေဘရဆိုတဲ့မူလာတန်းကျောင်းလေးတစ်ခုကနေကလေး19ယောက်ပျောက်ဆုံးရာကစတင်ခဲ့တာပဲဖြစ်ပါတယ်။အားလုံးကအဲ့ဒီနေ့ကိုလည်းတာမန်နေ့လေးတစ်နေ့လိုဖြတ်တန်းခဲ့ကြပေမဲ့အတန်းပိုင်ဆရာမကန်ဒီရဲ့ကျောင်းသား18ယောက်ရှိတဲ့အခန်းထဲမှာတော့ကျောင်းသား19ယောက်တော့ကျောင်းပြတ်ပြီး LS လို့ခေါ်တဲ့ကျောင်းသားလေးတစ်ယောက်သာရှိနေခဲ့ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီနေ့ရဲ့ည2:18မိနစ်အချိန်မှာဆရာမကန်ဒီရဲ့အခန်းထဲကကလေး19ယောက်လုံးကပုံစံတူလက်ဟန်ချေဟန်အနေအထားတွေနဲ့သူတို့အိမ်တွေစီကနေထွက်သွားကြလို့ပဲဖြစ်ပါတယ်။အဲ့နောက်မှာတော့တယောက်မှပြန်ရောက်မလာကြတာမို့မိဘတွေနဲ့အတူရဲတွေလည်းခေါင်းမီးတောက်ကုန်ကြပြီးတယောက်တည်းကြံခဲ့တဲ့ LS ကိုပဲမေးမြန်းစုံစမ်းရပါတော့တယ်။ဒါတွေမကပဲ LS ရဲ့အိမ်ထဲကိုပါဝင်ရောက်စစ်ဆေးမှုတွေအထိလုပ်ခဲ့ရတာမို့အရင်ကတည်းကအတန်းထဲမှာစကားသိပ်မပြောတဲ့ LS ကဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာပိုပြီးအနေအေးသွားခဲ့ပါတယ်။ကလေးမိဘတွေကတော့ဘာမှနားမလည်သေးတဲ့သူတို့ကလေးတွေဒီလိုထွက်သွားတယ်ဆိုတာကကျောင်းမှာစာတင်တဲ့ဆရာမကအပြုတ်မှုအမှားတွေခံယူချက်အမှားတွေသင်ပေးလို့ပဲဆိုပြီးအပြစ်တင်ကြပါတယ်။ဒါကြောင့်ကျောင်းသားမိဘတွေနဲ့ဆရာတွေကိုစိတ်ပိုင်းဆိုင်ရာကုသပေးဖို့ဟောပြောပွဲလုပ်တဲ့အချိန်မှာကျောင်းသားမိဘတွေတဲကတယောက်ဖြစ်တဲ့အာချာဆိုတဲ့လူကအဲ့ဒီအကြောင်းကိုအများရှိမှပြောခဲ့ပါတယ်။ဒါနဲ့ကန်ဒီလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသူလည်းဘာတစ်ခုမှမသိသလိုသူကိုယ်တိုင်လည်းမိဘတွေနီးတူခံစားနေရတယ်လို့ပြန်ပြောခဲ့ပေမဲ့လေမိဘတွေရဲ့ဒေါသကတော့ပြေမသွားခဲ့ပါဘူး။ဒါနဲ့ပဲဟောပြောပွဲလုပ်ပေးတဲ့ကျောင်းကြီးကိုယ်တိုင်ကဟောပြောပွဲကိုရက်လိုက်ရပြီးကန်ဒီကိုကျောင်းသားမိဘတွေလက်ထဲမှာတစားစီဖြစ်မသွားခင်ကားထားခဲ့တဲ့နေရာကိုအမြန်လိုက်ပို့လိုက်ပါတယ်။အဲနောက်တော့စိတ်ညစ်နေတဲ့ကန်ဒီလည်းအရက်တောက်ချင်လာတာနဲ့အင်ကိုတမ်းမပြန်သေးပဲစတိုးဆိုင်တစ်ဆိုင်ကိုဝင်ပြီးအရက်ဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒူလာတာကိုမြင်တော့ James ဆိုတဲ့အင်ဂျီယာမဲ့ကောင်လေးတယောက်ကသူ့စီကနေပတ်စံတောင်းတာနဲ့ကန်ဒီလည်းမရှိဘူးလို့ပဲပြန်ပြောပြီးစတိုးဆိုင်ထဲကနေအရက်နှစ်ပလင်းဝယ်လို့ပြန်ထွက်လာပါတယ်။အဲ့လိုပြန်ထွက်လာတော့လဲ James ကထပ်တောင်းပြန်တာနဲ့သူလည်းထပ်ငင်းပေးလိုက်ပြီးရက်ထားတဲ့ကားပေါ်ကိုအမြန်တက်လို့အင်ကိုပဲမောင်းပြန်လာခဲ့ပါတယ်။အိမ်ရောက်တော့အရက်တောက်ဖို့ခွက်တွေပြင်နေတော့ဘဲတီးတန်ကြားလိုက်ရတော့ကန်ဒီလည်းဘသူလဲဆိုပြီးအိမ်ထဲကနေလှမ်းမိလိုက်ပါတယ်။ဒါပေမဲ့အပြင်ကဘာမှပြန်မဖြေတာနဲ့အိမ်ထဲကနေပဲအပြင်ကိုချောင်းကြည့်လိုက်တော့တလန်းလုံးဘသူမှမရှိပဲတိတ်ဆိတ်နေတာနဲ့အရက်ဝိုင်းစီပဲပြန်သွားလိုက်ပါလေ။အဲ့ဒီအချိန်မှာတကားကိုတုံးနဲ့လာထူးပြန်လာမို့ကန်ဒီလည်းတင်းသွားပြီးတကားကိုဆွဲဖွင့်ကအပြင်ကိုထွက်သွားလိုက်တဲ့အချိန်မှာတော့သူကားပေါ်မှာဆုံးမဆိုပြီးရေးသွားတဲ့စာကိုမြင်လိုက်ရပါတယ်။မနေ့ရောက်တော့အဲ့ဒီစာကိုရသလောက်ဖြတ်ကြည့်ပေမဲ့လည်းဖြတ်လို့မရတာနဲ့မထူးဘူးဆိုပြီးစာတန်းလန်းကြီးနဲ့ပဲကျောင်းကိုမောင်းလာခဲ့ပါတယ်။ကျောင်းရောက်တော့လေကျောင်းအုပ်ကြီးကကျောင်းသားမိဘတွေရဲ့အမြင်မရှင်းသေးတာမို့ကျောင်းကနေဝေးတဲ့နေရာမှာခဏနေဖို့ပြောပြန်တာနဲ့ကန်ဒီလည်း LS နဲ့စကားပြောချင်တဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့အကျောင်းအုပ်ကြီးကတော့ LS ကကလေးနဲ့မလိုက်အောင်ပင်ပန်းနေပြီမို့တွေးလို့မရဘူးလို့ပဲပြန်ပြောတာနဲ့ပြန်လာခဲ့ရပြီးသူကားပေါ်မှာရေးထားတဲ့စာနဲ့ပတ်သက်လို့ရဲစခန်းကိုသွားလိုက်ပါတယ်။ရဲတယောက်ကအဲ့ဒီကိစ္စကိုဖြေရှင်းပေးနေတော့တခြားတစ်ဖက်ကနေကန်ဒီနဲ့အီစီကလီလုံနေတဲ့ဖောဆိုတဲ့ရဲထွက်လာတာနဲ့ကန်ဒီလည်းလှမ်းလုံးဆက်လိုက်ပြီးညရောက်တော့ဘာမှတွေးကြပါတော့တယ်။ကန်ဒီလည်းဒီကိုလာတာပေါ်ရဲ့ဇနီးဒေါနာတိလားလို့မေးတော့ဖောကမတိဘူးလို့ပြန်ပြောတာနဲ့ကန်ဒီလည်းဒီညသူ့ဥပိုင်မဲဆိုပြီးအရက်အတူတူတောက်ဖို့စပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့တညတာအတူတူရှိသွားခဲ့ကြပြီးမနေ့ရောက်တော့ပေါ်ကိုပြန်လိုက်ပို့ရင်သူကိုယ်တိုင်ကတော့ကျောင်းကိုထွက်လာခဲ့ပြီးကျောင်းစင်းချိန်ရောက်တော့ LS ပြန်တဲ့ကျောင်းကနောက်ကနေလိုက်လာခဲ့ပါတယ်။အဲ့ဒီလိုနဲ့ LS တို့ AC ရောက်လာခဲ့ရကနေ LS မိဘတွေနဲ့တွေးကျင်တာမို့တကားခောက်လိုက်ပေမဲ့လေအထက်ကဘသူမှထွက်မလာတာနဲ့ကန်ဒီလည်းထူးဆန်းသွားပါတယ်။ဒါနဲ့အိမ်ကိုပက်ကြည့်တော့လေအပြင်ကနေဘသူမှမမြင်ရအောင်ပြတင်းပေါက်တိုင်းကိုသတင်းစာတွေနဲ့ကာထားတာမို့ကန်ဒီတယောက်ပိုလို့တောင်သိကျင်သွားပါတယ်။အဲ့လိုနဲ့ဆက်လျှောက်လာရင်အိမ်ရဲ့ဘေးကခြံတစ်ခုကိုတွေ့သွားတော့ခြံတကားကလည်းဖွင့်ပြီးဝင်လို့ရနေတာနဲ့အဲ့ဒီခြံထဲကိုဝင်လာခဲ့ရကနေကာထားတဲ့မှန်မှာသတင်းစာစက်ကူတရွက်ဟနေတာကိုတွေ့သွားပါတယ်။ဒါနဲ့အထဲမှာဘာဖြစ်နေတာလဲသိရအောင်အဲ့ဒီစက်ကူကြားထဲကနေလှမ်းကြည့်လိုက်ချိန်မှာတော့ LS ရဲ့အဖေနဲ့အမေကစူပါပေါ်မှာကြောက်ရွံ့တရုပ်လိုငုတ်တုတ်ကြီးထိုင်နေတာကိုမြင်လိုက်ရပါတယ်။ကန်ဒီလည်းမြင်မြင်ချင်းလန့်သွားတာနဲ့ခြံထဲကနေအမြန်ထွက်လာလိုက်ပြီးကားပေါ်ရောက်တော့ကျောင်းကြီးမာကတ်စီဖုံးဆက်လို့အဲ့ဒီအကြောင်းပြောပြပါတယ်။မာကတ်ကတော့သူမလုံးနဲ့လို့ပြောထားတဲ့အတိုင်းအတာထပ်ပို့လုပ်လိုက်တဲ့ကန်ဒီကိုပြောဆိုနေခဲ့ပေမဲ့ကန်ဒီကတော့ LS ရဲ့မိဘတွေကိုခေါ်တွေ့ပြီးမေးမြန်းကြည့်ဖို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်စတိုးဆိုင်ထဲဝင်ပြီးဝယ်စရာရှိတာဝယ်နေတော့ဘောရဲ့ဇနီးဒေါ်နာရောက်လာလို့သူ့ယောက်ျားနဲ့အိတ်ခဲ့ရလားဆိုပြီးဆိုင်ထဲမှာအကြီးအကျယ်တောင်းကျမ်းသွားပါတယ်။အဲ့ဒီလိုပြဿနာဘောင်းဆောင်ကြုံနေရတဲ့ကန်ဒီတယောက်ညအိတ်တဲ့အထိမှာတော့အိမ်မက်ထဲမှာကြောက်စရာကောင်းတဲ့အပြုံးကြီးပြုံးပြီးစိုက်ကြည့်နေတဲ့ LS ကိုမြင်ပြီးလန်နိုးလာပါတယ်။အဲ့ဒီအထိတော့ဒီအမှုကိုစိတ်ဆွဲလန်းနေခဲ့တာမို့လန်နိုးလာခဲ့တာတော့မျက်နှာကျက်မှာကြောက်စရာကောင်းတဲ့မိန်းမကြီးတယောက်သူ့ကိုစိုက်ကြည့်နေတယ်လို့မြင်နေမိပါတယ်။အဲ့လိုနဲ့မနေ့ရောက်တော့ LS ကိုတွားတွေ့ပြီးအဆင်ပြေလားဆိုတာကိုမေးလိုက်ပေမဲ့ LS ကတော့သူ့နောက်လိုက်မလာနဲ့လို့ပဲပြောပြီးထွက်ပြေးသွားပါတယ်။ဒါနဲ့ကန်ဒီလည်းတကူကူထူးလာတဲ့အထိစောင့်မယ်ဆိုပြီး LS တို့အိမ်ရှိမှာကားထိုးပြီးအရက်လေးတောက်လို့စောင့်ကြည့်နေတော့အိပ်ပျော်သွားပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ထဲကနေလူတယောက်ကက်ကြီးကန်ပြီးထွက်လာသလိုအဲ့ဒီလူကရက်ထားတဲ့ကန်ဒီကားပေါ်ကိုတက်ပြီးကန်ဒီရဲ့သပင်ကိုကက်ကြီးနဲ့ဖျက်ယူသွားပါတယ်။ဒါကတော့ဒီအမှုနဲ့ပတ်သက်ပြီးကန်ဒီဘက်ချန်ကအဖြစ်အပျက်တွေဖြစ်ပြီးနောက်တစ်ပိုင်းကတော့ကျောင်းသားမိဘတွေတဲကတယောက်ဖြစ်တဲ့အာချာဆိုတဲ့လူရဲ့အပိုင်းဖြစ်ပါတယ်။အာချာကတော့နင်းနေညညသူ့သားထွက်သွားတော့ကရိုက်မိထားတဲ့ကင်မရာမှတ်တမ်းကိုပဲပြန်ကြည့်နေတာမို့သူ့အလုံးလုံးနေရတဲ့ site ထဲမှာတော့အာယုံမရပဲဖြစ်နေပါတယ်။အိမ်တုပ်ဆေးတွေကစားအယောင်တွေမှားဝယ်မိတဲ့အထိစိတ်နဲ့လူနဲ့မကတ်နေတဲ့အာချာလည်းမာကတ်လုပ်ပေးတဲ့စိတ်ပိုင်းဆိုင်ရာကုသပေးတဲ့ပွဲမှာပါအပြစ်တင်စရာလူမရှိတဲ့အဆုံးဂန်ဒီကိုအပြစ်ပြောခဲ့ပါတယ်။သူစကားတခုံကြောင့်ကျောင်းသားမိဘတွေရဲ့အမြင်ကဂန်ဒီပေါ်မှာဆိုးရွားကုန်တာမို့မာကတ်လည်းဂန်ဒီကိုအိမ်ပြန်ခိုင်းလိုက်တဲ့အချိန်သူကိုယ်တိုင်လည်းဂန်ဒီကားနောက်ကနေ
လိုက်သွားခဲ့ပါတယ်အဲ့လိုနဲ့အိမ်ရှိမှရပ်ထားတဲ့ဂန်ဒီကားပေါ်မှာဆုံးမဆိုတဲ့စာကိုရေးခဲ့ပြီးအဲ့ဒီနေ့ကကိစ္စကိုစိတ်ဆွဲလန်းနေခဲ့တာမို့အိမ်ပြန်ရောက်တော့သူသားကသူ့ရှိမှတင်အပြင်ကိုပြေးထွက်သွားတယ်ဆိုတဲ့အိမ်မက်မှတ်ခဲ့ပါတယ်ဒါနဲ့သူလည်းအဲ့ဒီအိမ်မက်ထဲမှာသူသားပြေးသွားတဲ့အိမ်စီလိုက်သွားခဲ့တော့တောထဲမှာရှိနေတဲ့အိမ်တအိမ်ကိုရှာတွေ့ခဲ့ပြီးအိမ်ထဲဝင်သွားလိုက်တော့အခန်းတစ်ခုထဲမှာဆောင်းကောင်းပြီးချုံပြီးအိမ်နေတဲ့သူသားကိုတွေ့လိုက်ရပါတယ်ဒါနဲ့အာချာလည်းဆောင်းကိုလှန်လိုက်ပြီးဘယ်တွေသွားနေတာလဲဆိုတာကိုမေးနေတော့မှပဲသူသားမျက်နှာကနေကြောက်စရာကောင်းတဲ့မိမကြီးမျက်နှာကိုပြောင်းသွားတာမို့လမ်းပြီးနိုးလာခဲ့ပါတော့တယ်ဒီလိုနဲ့မနေ့ရောက်တော့ရဲတွေစုံစမ်းတာကိုအားမရတဲ့အာချာတယောက်မင်းညကအိမ်မက်ကိုအခြေခံပြီးမြေပုံတစ်ခုကိုယူလို့သူကိုယ်တိုင်စုံစမ်းဖို့လုပ်ပါတယ်အဲနောက်တော့သူနဲ့အဖြစ်တို့ចောင်းသားမိဘအိမ်ကိုသွားပြီးအဲ့ဒီနေ့ကရိုက်မိထားတဲ့ကင်မရာမှတ်တမ်းကိုကြည့်ကျင်တဲ့အကြောင်းခွင့်တောင်းလိုက်ပါတယ်အဲ့ဒီမှာပဲကလေးတွေကပုံစံတပုံစံတဲတွေနဲ့ပြေးထွက်သွားတယ်ဆိုတာကိုသိသွားခဲ့တာမို့အဲ့ဒီကလေးတွေပြေးသွားတဲ့နေရာကိုမြေပုံမှာချက်ချင်းပဲမှတ်လိုက်ပါတယ်ဒါအပြင်ကလေးတွေကတက်မတ်ပြေးသွားကြတာမို့သူတို့စုံတဲ့နေရာကိုသိရအောင်မြင်းတစ်ကြောင်ဆွဲပြီးမြေပုံပေါ်မှာအဝိုင်းဝိုင်းလိုက်ပါတယ်နောက်တော့အဲ့ဒီနေရာကိုသွားမယ်ဆိုပြီးထွက်လာနေတော့ဆုံးမဆိုပြီးသူရေးထားခဲ့တဲ့ဂန်ဒီရဲ့ကားဓာတ်ဆီဆိုင်နဲ့ဝင်သွားတာကိုမြင်ပြီးသူလည်းဥတီယာပြောင်းလိုက်ပါတယ်ဂန်ဒီကသူ့ကိုမြင်တော့ရန်လာထောင်လာလားလို့မေးတာနဲ့သူလည်းမဟုတ်ဘူးဆိုပြီးပြောနေတော့သူ့နောက်ကျောမှာကျောင်းကြီးမာကတ်ကဖီယိုဘေရဲ့ပုံစံနဲ့ပြေးလာတာကိုတော့မမြင်ပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဂန်ဒီကတော့မြင်နေရတာမို့တအံတအောနဲ့ဖြစ်နေတော့မှပဲမာကတ်ကဂန်ဒီကိုအချိန်နဲ့ဝင်လုံးတော့တာမို့အာချာလည်းလွန့်ထွက်သွားပါတယ်နောက်တော့အာချာလည်းမာကတ်ကိုပြန်ဝင်လုံးတာနဲ့ဂန်ဒီတယောက်စတိုးဆိုင်နဲ့ဝင်ပုံးခွင့်ရသွားပေမဲ့လည်းသူကိုယ်တိုင်ကတော့မာကတ်ရဲ့ level ညစ်တာကိုခံနေခဲ့ရပါတယ်ဒါကလည်းအမှုဖြစ်တဲ့အချိန်ကနေစပြီးမာကတ်စိတ်ယူပေါက်သွားတဲ့အချိန်ထိအာချာရဲ့ရှူတောင်းဖြစ်ပြီးနောက်ထပ်အလှည့်ကျလာသူကတော့ဖောဖြစ်ပါတယ်ဖောကလည်းအဲ့ဒီနေ့ကဂန်ဒီနဲ့မတွေ့ခင်အချိန်ပိုင်းမှာအလုပ်ကိစ္စနဲ့ခရီးထွက်နေတဲ့ဒေါ်နာနဲ့စကားပြောနေခဲ့ပြီးတခုခုကိုအလိုမကျပဲဒေါသထွက်နေခဲ့ပါတယ်အဲ့နောက်အပြင်ထွက်လာတော့ဂန်ဒီကိုအမှတ်မထင်တွေ့လိုက်ရပြီးဂန်ဒီကအရင်စားနှုတ်ဆက်တာနဲ့ပြန်နှုတ်ဆက်ရင်မျိုးထဲပတ်ကြည့်ဖို့ထွက်လာခဲ့ပါတယ်အဲ့ဒီမှာပဲအင်ဂျီယာမဖြစ်တဲ့ James ကအိမ်တအိမ်ကိုဖောက်ဝင်ဖို့လုပ်နေတာကိုတွေးလိုက်ရတော့ကားထဲကနေမလုပ်ဖို့နဲ့အဲ့မှာပဲနေဖို့လှမ်းပြောလိုက်ပါတယ်ဒါပေမဲ့ရင်းမြင်နာနဲ့နေကြောက်တဲ့ James ကထွက်ပြေးတော့တာမို့ပေါ်လဲစိတ်တူပြီးကားနဲ့အနောက်ကနေလိုက်ဖမ်းတော့နောက်ဆုံးမှမိသွားခဲ့ပါတယ်ဒါနဲ့ James ကိုလက်ထိတ်ခတ်လိုက်ပြီးကြောမှလွယ်ထားတဲ့လွယ်အိတ်ကိုစစ်ဆေးဖို့အတွက်လက်အိတ်ကိုဝတ်လို့အထဲမှာသူ့ကိုစူးစိမ်မဲ့အရာပါမပါမေးကြည့်ပါတယ် James ကလည်းမပါဘူးလို့ပြန်ဖြေတာနဲ့သူလည်း James ခန္ဓာကိုယ်ပေါ်အရင်စစ်ကြည့်လိုက်ပြီးဘောင်းမီအိတ်ထောင်ဖောင်းနေတာကိုသတိထားမိတော့အထဲကိုနှိုက်ကြည့်လိုက်ရကနေဆေးထိုးအပ်နဲ့မတော်တဆထိုးမိသွားပါတယ်အဲ့ဒီမှာပဲသွေးထွက်လာတော့တာမို့သွေးကိုမြင်ပြီးလန့်သွားတဲ့ဖော်လေသူကိုယ်တိုင်တော့မတိလိုက်ခင်မှာ James ရဲ့မျက်နှာကိုထိုးမိလိုက်ပါတယ်အဲ့နောက်လက်ကိုပိုးတွေတက်လို့တက်ဆင်ပြီးတော့မှသူထိုးမိလိုက်တာကိုသတိထားမိသွားသလိုအဲ့ဒါကိုလည်းသူကားရဲ့ကင်မရာကရိုက်မိထားပြီးမို့ပြတောက်သွားပါတယ်ဘာလို့ဆိုသူတို့နိုင်ငံမှာရဲကရက်သားကိုရိုက်လို့မရဘူးဆိုတဲ့ဥပဒေရှိနေခဲ့တာမို့ James ကသူ့ကိုတိုင်နိုင်မယ်ဆိုရင်ပြဿနာတက်တော့မယ်ဆိုတာသိနေတဲ့ Force လေ James ကိုသူ့ရှိနောက်တစ်ခါပေါ်မလာနဲ့လို့မှာပြီးလက်ထိတ်ဖြုတ်ပေးလိုက်ပါတယ်အဲ့နောက်စခန်းကိုပြန်လာခဲ့ပြီးသူဖြစ်ခဲ့တဲ့ကိစ္စကိုသူ့ရဲ့ရောက်ခတီးဖြစ်တဲ့အထက်ကိုပြောပြတော့ James ကလာမတိုင်ရင်ကိစ္စမရှိဘူးမဟုတ်ရင်တော့ဒုက္ခအကြီးကျယ်ဖြစ်လိမ့်မယ်လို့ပြောပါတယ်အဲ့လိုနဲ့စိတ်တွေညစ်နေတော့မှပဲဂန်ဒီစီကနေဒီညတွေးရအောင်ဆိုတဲ့ message ဝင်လာတာမို့နှခါပြန်တော့မစင်စားတော့ပဲသွားတွေးလိုက်ရကနေမနေ့ရောက်တော့သူ့ကို surprise တက်ဖို့အိမ်ကိုစောစောပြန်လာတဲ့ဒေါနာစီမှာမိသွားပါတယ်ဒါနဲ့စိတ်တွေရှုပ်ပြီးအလုပ်ကိုရောက်လာခဲ့တဲ့အချိန်ရဲစခန်းဘက်ကိုဦးတီပြီးလာနေတဲ့ James ကိုမြင်တော့သူစကားကိုနားမထောင်ရလားဆိုပြီးတင်းသွားပါတယ်ဒါနဲ့ရဲကားနဲ့အနောက်ကနေအသေးတွေလိုက်ဖမ်းတော့တာမို့ဒါကိုမြင်တော့ James လည်းနောက်ကျတဲ့ခြေထောက်တစ်ဆက်ပေါက်ဆိုတဲ့အတိုင်းတန်းနေအောင်ပြေးပါတော့တယ်ဒီအထိကတော့ပွဲရဲ့အပိုင်းဖြစ်ပြီးနောက်လာမယ့်အပိုင်းကတော့အင်ဂျီယာမဲ့ကောင်လေး James ရဲ့ဒီအမှုမှာပါဝင်ပတ်သက်လာတဲ့အကြောင်းအရာပဲဖြစ်ပါတယ်စီးချဖို့လိုနေတဲ့ James တယောက်ကတော့ဖုန်းတွေဆက်ပြီးတငယ်ချင်းတွေစီကနေပတ်စံလိုက်ချေးပေမဲ့လည်းဘသူကမှမချေးကြတာနဲ့တကားတွေကိုလိုက်ဖွင့်ကြည့်နေခဲ့ပါတယ်အကုန်လုံးကတော့တကားလောချထားပေမဲ့အဲ့ဒီထဲကတစည်းကတော့တကားလောမချထားမိရကနေကားထဲမှာရှိတဲ့ကလေးကျော်ဖို့အိတ်လေးကိုအလစ်တုပ်လို့ရသွားပါတယ်ဒါနဲ့အဲ့ဒီအိတ်ထဲမှာပါတဲ့ပစ္စည်းတချို့ကိုအဟောင်းပြန်ဝယ်တဲ့ဆိုင်မှာတွားရောင်းစားလိုက်ပေမဲ့လည်းဆိုင်ရှင်ကကလေးပစ္စည်းမဝယ်တဲ့သူဖြစ်နေတာမို့အခက်တွေ့သွားပါတယ်ဒါနဲ့တအိမ်အိမ်ကနေပစ္စည်းခိုးမှရတော့မယ်ဆိုတာသိသွားတဲ့ James လည်းအိမ်တအိမ်ကိုရွေးပြီးခိုးဝင်ဖို့လုပ်နေတဲ့အချိန်ဖောကတွေ့သွားတာနဲ့ထွက်ပြေးလိုက်ရပါတယ်ဒါပေမဲ့လည်းဖောစီမှာမိသွားခဲ့တာမို့ဖောထိုးတာကိုခံလိုက်ရပေမဲ့စိတ်ကူးပြောင်းပြီးပြန်လှုပ်ပေးလိုက်တဲ့အတွက် James တယောက်နောက်တအိမ်ကိုဝင်ဖို့အခွင့်အရေးထက်ရောက်သွားပါတယ်ဒါနဲ့ဆက်လျှောက်ခဲ့လိုက်ပြီးရုတ်တရက်ရွာလာတဲ့မိုးရေအောက်မှာဘယ်သူမှမရှိဘူးလို့ထင်ရလောက်အောင်ကိတ်ဆိတ်နေတဲ့အိမ်တအိမ်ကိုရှာတွေ့သွားပါတယ်အဲ့ဒီအိမ်ကတော့ Alex ရဲ့အိမ်ဖြစ်ပြီး James အတွက်ကတော့သူလူချင်းနဲ့ပတ်စံရအောင်လုပ်ပေးမဲ့အိမ်ဖြစ်နေတာမို့အိမ်လေးကိုရအောင်ဝင်လာခဲ့ပါတယ်အထဲရောက်တော့သူယူမဲ့ပစ္စည်းတွေထည့်လို့ရအောင်ခေါင်းစုပ်ကိုဖြုတ်ယူလိုက်ပြီးအောက်ထပ်မှာရှိတဲ့အသုံးဝင်မဲ့ပစ္စည်းတွေကိုလောဘတကြီးယူနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ TV မှန်ထဲကနေစူပါဘော်မှာကြောက်ရွံ့ကြီးလိုငုတ်တုတ်ကြီးတွေထိုင်နေကြတဲ့လူနှစ်ယောက်ကိုတွေးလိုက်ရတော့ James လည်းလူမိပြီအထင်နဲ့ကြောက်လန့်သွားပါတယ်ဒါပေမဲ့တေချာကြည့်တော့မှတုတ်တုတ်မှမလှုပ်တဲ့လူတွေဖြစ်နေတာမို့ James တယောက်အိမ်ထဲမှာသူ့စိတ်ချက်ပစ္စည်းတွေယူနေခဲ့ပြီးပြန်ထွက်မဲ့အလုံးမှာတော့အခန်းတစ်ခုကိုတွေ့သွားပါတယ်ဘာရှိမလဲသိချင်တာနဲ့ဖွင့်ကြည့်လိုက်ချိန်မှာတော့မြေအောင်ခန်းဖြစ်နေတာမို့လေကတစ်ကိုတွေးတာနဲ့သူလည်းလေကတစ်အတိုင်းဆင်းလာလိုက်ပါတယ်အဲ့ဒီမှာတော့ခုနကအတိုင်းကြောက်ရွံ့တွေလိုမတ်တက်ရက်နေကြတဲ့ခလေးစခွန်းနှစ်ယောက်ကိုတွေးလိုက်ရပြီးရုတ်တရက်မှာပဲအဲ့ဒီကလေးတွေရဲ့မျက်နှာကသူ့ဘက်လှည့်လာ
လာတာနဲ့ James လည်းလမ်းဖြန့်ပြီးထွက်ပြေးလာလိုက်ပါတယ်။အဲ့နောက်တော့အဟောင်းရောင်းတဲ့ဆိုင်မှာသူခိုးလာတဲ့ပစ္စည်းတွေသွားရောင်းလိုက်ပြီးအမှတ်မထင်ပဲကလေး19ယောက်ပျောက်နေတဲ့သတင်းကိုတွေ့သွားပါတယ်။ဒါပေမဲ့ James စိတ်ဝင်စားတာကတော့သတင်းထက်ကလေးတွေကိုရှာတွေ့လို့အကြောင်းကြားတဲ့သူကိုပတ်စံပေးမယ်ဆိုတဲ့စာကိုပဲမို့ချက်ချင်းမှာပဲရဲစခန်းစီကိုဖုံးဆက်လိုက်ပါတယ်။ဒါပေမဲ့လည်းရဲတွေကပတ်စံလိုချင်လို့လိန်ဆက်တာမဟုတ်ဘူးဆိုရင်စခန်းမှာလာပြောဖို့ပြောတာနဲ့ James လည်းရွေးချယ်စရာမရှိတော့ပဲစခန်းကိုထွက်လာခဲ့လိုက်ပါတယ်။အဲ့လိုကနေပေါ်နဲ့တွေ့တော့လိုင်းကိစ္စပြောက်ပြီးထွက်ပြေးရတော့တာမဟုတ်သူတန့်ထိုးထားတဲ့နေရာစီကိုပဲပြန်လာနေတော့တစ်ပင်တွေကြားထဲမှာသူ့ကိုကြောက်စရာကောင်းတဲ့အပြုံးကြီးနဲ့စိုက်ကြည့်နေတဲ့မိန်းမကြီးကိုမြင်ပြီးပိုလို့တောင်လန့်သွားပါတယ်။ဒါနဲ့တန့်ရှိတဲ့စီကိုတန်းနေအောင်ပြေးပြီးအတွင်းထဲကနေစိတ်ကိုပိတ်ချလို့အခြေအနေဆောင်ကြည့်နေတော့တယောက်ရောက်လာပြီးစိတ်ကိုအပြင်ကနေဆွဲနေတာမို့ James လည်းသူထိုးခဲ့တဲ့စေးထိုးအပ်တွေနဲ့အဲ့ဒီလူရဲ့မျက်နှာကိုစိုက်ချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကသူထင်တဲ့သူမဟုတ်ပဲဖောဖြစ်နေတာနဲ့ဖောလည်းသူ့ကိုဒီလိုလုပ်ရလားဆိုပြီးတင်းသွားတာမို့တနက်နဲ့ချိန်လိုက်ပါတယ်။ဒါနဲ့ James လည်းသူပျောက်သွားတဲ့ကလေး19ယောက်ကိုရှာတွေ့ခဲ့လို့လာပြောတာပါဆိုပြီးအရေးဆုံးပြောလိုက်ရပါတယ်။ဖောလည်းအစားကတော့ရှောက်ပြောတယ်လို့ထင်ပေမဲ့ James ရဲ့ပုံစံကအတီးကြီးဖြစ်နေတာနဲ့ဒါဆိုလိုက်ပြဆိုပြီးရဲကားနဲ့အတူခေါ်လာလိုက်ပါတယ်။အဲ့နောက်တော့ Alex ရဲ့အိမ်စီကိုရောက်လာခဲ့ပြီး James ကိုတော့ကားထဲမှာပဲထားခဲ့လို့သူတယောက်တည်းပဲအိမ်စီထွက်သွားပြီးအိမ်တကားခောက်လိုက်တော့အထဲကနေလူတယောက်ထွက်လာပါတယ်။အဲ့ဒီလူကပဲဖောကိုအိမ်ထဲဝင်ခိုင်းလိုက်ပြီးအိမ်ထဲမှာစကားတွေပြောနေကြတာနဲ့ James လည်းကောင်းกว่าဆိုပြီးကားထဲမှာစောင့်ရင်ညရောက်တော့မှဖောတယောက်အိမ်ထဲကနေပြန်ထွက်လာပါတယ်။ဒီတော့မှ James လည်းပြန်ပေါ်လာတာပဲဆိုပြီးတပ်ပြင်းချမလို့လုပ်နေတော့ဖောကသူ့စီကိုဒေါသတကြီးနဲ့ရောက်လာပြီးကားတကားကိုဆွဲဖွင့်လို့သူ့ကိုခြေထောက်ကနေမှပြီးအိမ်ထဲဆွဲခေါ်သွားပါတော့တယ်။ဒါကတော့ James ရဲ့အပိုင်းဖြစ်ပြီးနောက်လာမယ့်အပိုင်းကတော့ဆယူပေါက်သွားတဲ့ Marcus ရဲ့အပိုင်းဖြစ်တာမို့ဆယူမပေါက်သေးခင်မှာတော့ Marcus ကသူ့ရဲ့ချစ်သူနဲ့ဈေးဝယ်ထွက်နေခဲ့ပါတယ်။အဲ့ဒီအချိန် Alex ရဲ့အိမ်မှာပုံမှန်မဟုတ်တဲ့ Alex ရဲ့မိဘတွေကိုတွေးခဲ့ရတယ်ဆိုပြီးဂန်ဒီဖုံးဆက်လာတဲ့အချိန်ဖြစ်နေတာမို့နောက်တစ်ရက်မှာတော့ Marcus လည်းဂန်ဒီအကြံပေးတဲ့အတိုင်း Alex ရဲ့မိဘတွေကိုခေါ်တွေ့ပါတယ်။ဒါပေမဲ့တကယ်တမ်းရောက်လာသူကတော့ Alex ရဲ့အတော်ဆိုတဲ့ Glitter ဖြစ်နေတာမို့ Marcus လည်းအဓိကအုပ်ထိန်းသူဖြစ်တဲ့မိဘနှစ်ပါးနဲ့ဓာတ်ရိုက်ပြောခြင်းပေမဲ့လည်းပြောခွင့်မရခဲ့ပါဘူး။ Glitter ကတော့ Alex ရဲ့မိဘတွေကကျမ်းမာရေးတိတ်မကောင်းလို့ဆိုတဲ့အကြောင်းပြချက်ပေးတာနဲ့ Marcus ကလည်းရဲထက်ပိုဆိုးတဲ့ CPS တွေပါလာမှဆိုးလို့အခုလိုခေါ်တွေ့ရတာပါလို့ပြောလိုက်ပါတယ်။အဲ့ဒီလိုနဲ့ကျောင်းမှာတော့ကိစ္စပြီးသွားခဲ့ပေမဲ့ကျောင်းပိတ်တဲ့စနေနေ့ကြီးမှာတော့ Glitter က Marcus နဲ့တွေ့ကျင်နေဆိုပြီး Marcus ရဲ့အိမ်ကိုစိုင်းမစင်ပုံစင်ကြီးရောက်လာပါတယ်။ Marcus ကတော့ပိတ်ရက်မှုကျောင်းကိစ္စတွေမလုပ်ချင်လို့ပြန်လွတ်ချင်နေပေမဲ့ Marcus ရဲ့ချစ်သူကလောကုတ်တွေပြုတ်ပြီးအထဲဝင်ခွင့်ပေးလိုက်တာမို့ Marcus လည်းဝင်ခိုင်းလိုက်ရပါတယ်။အထဲရောက်တော့ရေတောက်ချင်နေဆိုပြီးရေကိုပုံမှန်ဖန်ခွက်နဲ့မဟုတ်ပဲပကံလုံးနဲ့တောက်ချင်နေပြောတာနဲ့ Marcus လည်းကြောင်သွားပေမဲ့လူတကူအကြိုက်တစ်မျိုးပဲဆိုပြီးပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲ Glitter ကသူ့အိတ်ထဲကနေစူးကျွန်းတွေရှိတဲ့တစ်ပင်ရိုးတရိုးကိုထုတ်လိုက်ပြီးအဲ့ဒီစူးနဲ့သူ့ရဲ့လက်ကိုခွဲပြလိုက်တာမို့သွေးတွေထွက်လာတာကိုမြင်ပြီး Marcus တို့နှစ်ယောက်လည်းလန့်သွားပါတယ်။ Marcus လည်းတီရှူးပေးလိုက်ဖို့သူ့ချစ်သူကိုပြောတာနဲ့သူ့ချစ်သူလည်းအနာတိုးသွားပြီးပေးတဲ့အချိန်မှာ Glitter ကပါလာတဲ့ကတ်ကြီးနဲ့အဲ့ဒီလူရဲ့စပင်ကိုညှက်ပစ်လိုက်ပါတယ်။ Marcus လည်းပုံမှန်မဟုတ်တော့ဘူးဆိုပြီးရဲခေါ်ဖို့လုပ်တဲ့အချိန်မှာတော့ Glitter ကခေါင်းလောက်ကိုတီးလိုက်တဲ့အချိန်မှာတော့ Marcus တယောက်ကြောက်ရွံ့တရုပ်လိုရက်သွားခဲ့ပြီးလက်ထိုက်ကဖုံလည်းလွတ်ကျသွားခဲ့ပါတယ်။အဲ့နောက်တော့သူ့လက်ကသွေးတွေနဲ့တစ်ချောင်းကုန်တုပ်လိုက်ပြီး Marcus ချစ်သူရဲ့စပင်တွေကိုတော့တစ်ချောင်းမှရစ်ပတ်လိုက်ပါတယ်။နောက်တော့အဲ့ဒီတစ်ချောင်းကိုချိုးပစ်လိုက်တာမို့ခုနကခေါင်းလုံးတန်ကြားကလေးကကြောက်ရွံ့လိုဖြစ်သွားတဲ့ Marcus လည်းအသက်ပြန်ဝင်လာပြီးသူ့ချစ်သူကိုရန်သူတယောက်လိုလဲပင်ညှစ်ပါတော့တယ်။ပါဇက်ထဲကနေလည်းအမဲရောင်အရည်တွေဒလက်ဟောထွက်ကြလာပြီးလဲပင်ညှစ်လို့အားမရတဲ့အဆုံးမှာတော့ခေါင်းနဲ့စောင့်ဆောင်ပြီးတက်ပစ်လိုက်တာမို့ချစ်သူလည်းနေရာမှာတင်တည်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲ Glitter ကရေထဲပစ်ထားတဲ့တစ်ချောင်းကိုပြန်ယူလိုက်ပြီးသူညှစ်ယူထားတဲ့ဂန်ဒီရဲ့စပင်တွေကိုအဲ့ဒီတစ်ချောင်းမှာပြန်ပတ်လို့နောက်တစ်ချိန်ထပ်ချိုးလိုက်ချိန်မှာတော့ဘာလို့ရမယ်ဆိုတာတိသွားတဲ့ Marcus လည်းဂန်ဒီစီပြေးသွားပါတော့တယ်။အဲ့ဒီကနေပဲအာချာဝင်တားတာတော့ဘလို့မှတားမရပဲစတိုးဆိုင်ထဲထိဝင်လာပြီးဂန်ဒီကိုတက်ဖို့လှုပ်တာနဲ့ဂန်ဒီလည်းစတိုးဆိုင်ထဲကနေထွက်ပြီးကားနဲ့ထွက်ပြေးရပါတယ်။ဇွဲကြီးတဲ့ Marcus လည်းကားနောက်ကနေခြေလင်ပြေးလိုက်သွားပြီးသူပြေးတဲ့ပုံစံကပျောက်နေတဲ့ကလေးတွေအိမ်ကထွက်ပြေးသွားတော့ကပုံစံနဲ့အတူတူဖြစ်နေတာကိုတော့ကားနဲ့အနောက်ကနေလိုက်လာတဲ့အာချာကသတိထားမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကားတစ်စီးကဖြတ်ဝင်လာပြီးပြေးနေတဲ့ Marcus ကိုတိုက်တက်သွားတော့မို့ Marcus တယောက်လမ်းမပေါ်မှာခေါင်းကြီးကြေပြီးရုပ်ပြက်ဆင်းပြက်တည်နေခဲ့ပါတယ်။ဒီတော့မှရဲတွေရောက်လာပြီးဒဏ်ရာရထားတဲ့သူတို့နှစ်ယောက်ကိုဆေးရုံလိုက်ပို့ရင်စစ်ဆေးမင်းမဲနာတွေလောက်တာမို့အပြန်မှာတော့ကလေးပြောက်တဲ့ကိစ္စကသွေးရိုးသားရိုးမဟုတ်တာရောဂန်ဒီနဲ့မပတ်သက်တာကိုရောအာချာတယောက်သိသွားပါတယ်။ဒီလိုနဲ့အတူပြန်လာရင်လမ်းမှာတော့အာချာလည်းသူသိထားတဲ့ကိစ္စတွေကိုပြောပြရင်ကလေးတွေပြေးတဲ့နေရာကတနေရာတည်းမို့ဒီဝိုင်းထားတဲ့နေရာကစုံတဲ့နေရာပဲလို့ပြောလိုက်တော့ဂန်ဒီလည်းအဲ့ဒီနေရာက Alex ရဲ့အိမ်ပဲဆိုပြီးပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒီဇက်ကားရဲ့အရေးကြီးဆုံးဖြစ်တဲ့ Alex ရဲ့အပိုင်းကိုပြောပြရတော့မဲ့အချိန်ရောက်လာပြီပဲဖြစ်ပါတယ်။ Alex ကတော့ပျောက်သွားတဲ့ကလေးတွေလိုပဲနေ့စဉ်ကြောင်းလာလိုက်အိမ်ပြန်လိုက်နဲ့ဖြတ်တန်းနေခဲ့ရကနေတရက်မှာတော့သူ့အဖေကသူတို့အိမ်ကို Alex အမေရဲ့အဒေါ်လာမဲ့အကြောင်းပြောပါတယ်။ Alex လည်းသူတခါမှမမြင်ဘူးတဲ့အဒေါ်လာမှာဆိုတော့ဘလောက်ကြာမှလဲဆိုတာတွေကိုမေးခဲ့ပေမဲ့လည်းသူ့အဖေကိုယ်တိုင်ကလည်းအဒေါ်ဖြစ်သူအိမ်မှာနေမှနဲ့ပတ်သက်ပြီးသူ့မိန်းမကိုမလွန်ဆန်နိုင်လို့သာလက်ခံထားရတဲ့အနေအထားဖြစ်နေတာမို့ဘလောက်နေမယ်ဆိုတာမသိပဲဖြစ်နေပါတယ်။အဲ့လိုကနေပဲတရက်မှာတော့သူတို့အိမ်ကို Glitter ရောက်လာခဲ့ပြီးနေမကောင်းလို့ကုသမှုခံယူဖို့ရောက်လာတဲ့ဆိုတာလောက်ပဲသိထားတဲ့ Alex ကအဒေါ်ဖြစ်သူအ
အခန်းကိုတော့ခိုးကြည့်ပါတယ်အဲ့ဒီမှာတော့သပင်တူးချိတ်ထားတဲ့တိုင်တရာရဲ့တရင်ပေါ်မှာသပင်မရှိပါမရှိနဲ့အင်အားချင်းနဲ့နေတဲ့အသက်ကြီးကြီးမိန်းမတယောက်ကိုမြင်လိုက်ရတာမို့လန့်ပြီးတကားပြန်ပိတ်လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ပုံမှန်အတိုင်းသူ့အဖေကသူ့ကိုကြောင်းလိုက်ပို့ပြီးညနေကျရင်လာကြိုမယ်လို့ပြောသွားခဲ့ပေမဲ့လည်းရောက်မလာတာမို့ Alice တယောက်အင်ကိုချင်းလင်းပြန်လာခဲ့ရပါတယ်အိမ်ရောက်တော့သူမြင်လိုက်ရတာကထမင်းစပွဲပါမျက်နှာချင်းဆိုင်ထိုင်ပြီးမျက်လုံးအသိကြီးတွေနဲ့ဖြစ်နေတဲ့သူ့အဖေနဲ့အမေကိုပါပဲ Alice လည်းသူ့အဖေကိုလှုပ်ရမ်းပြီးဘာဖြစ်နေတာလဲလို့မေးနေတော့ Gladys ရောက်လာပြီးအဖေနဲ့အမေကပင်ပန်းလို့ခဏအနားယူနေကြတာဘာမှမဖြစ်ဘူးဆိုပြီးပြောပါတယ်ဒါပေမဲ့မေယုံနဲ့ Alice ကတော့သူ့အဖေကိုရေနဲ့ပတ်လိုက်တာမို့ပုံမှန်လို့ဆိုရေနဲ့ပတ်ရင်တခုခုပြန်လုံမှဆိုပေမဲ့သူ့အဖေကတော့ဘာမှပြန်မလုပ်ပဲနေမြဲတိုင်းနေနေတာနဲ့ Alice လည်းပို့ပြီးစိတ်ပူသွားပါတယ်မနေ့ရောက်တော့သူ့အဖေနဲ့အမေကအဲ့ဒီအတိုင်းကြီးပဲရှိနေကြပြီး Gladys ကတော့သူဒီမှာရှိနေတယ်ဆိုတာနဲ့သူ့အဖေနဲ့အမေဒီလိုဖြစ်နေတာကိုကြောင်းမှဘသူ့ကိုမှပြန်မပြောရဘူးဆိုပြီး Alice ကိုတင်နေပါတယ် Alice ကဘာမှပြန်မပြောတာနဲ့ Gladys ကလည်းမင်းတယောက်ကိုပြောလိုက်ရင်ဘာဖြစ်မလဲဆိုတာဒီမှာကြည့်ဆိုပြီးသူ့ရဲ့လက်ကိုတွေးထွက်အောင်လုပ်လို့ဒုတ်တချောင်းပေါ်ကိုတွေးတုပ်လိုက်ပါတယ်အဲ့ဒီမှာပဲ Alice ရဲ့အဖေနဲ့အမေကသူတို့လက်နားမှာရှိနေတဲ့ခရင်ကိုကောက်ကင်လိုက်ပြီးသူတို့မျက်နှာတွေကိုခရင်နဲ့အဆက်မပြတ်ထိုးနေတော့တာမို့ Alice လည်းကြောက်လန့်ပြီး Gladys ပြောတာကိုလက်ခံလိုက်ရပါတယ်ဒီလိုနဲ့သူเจ้าကပြန်ရောက်တိုင်း Gladys ကသူ့အခန်းမှာရှိနေတဲ့အနက်ရောင်တက်ပင်ရှိမှထိုင်ပြီးကျမ်းမာရေးပြန်ကောင်းလောက်အောင်လုပ်ယူနေခဲ့တယ်လို့ Alice ကလည်းစွပ်ပြုတ်ဘူးကိုကိုယ်တိုင်ဖွင့်ပြီးမိဘတွေကိုခွန်ကြွေးခဲ့ရပါတယ်အဲ့လိုကနေတရက်မှာတော့မိဘတွေကိုပြုစားထားတာတော့ကျမ်းမာရေးပြန်ကောင်းမလာနိုင်တဲ့ Gladys က Alice ကိုခေါ်ပြီးအကူအညီတစ်ခုတောင်းပါတယ်အဲ့ဒါကတော့ Alice အတန်းဘော်တွေရဲ့ပစ္စည်းတစ်ခုစီကိုသူ့စီယူလာပေးဖို့ပဲမို့ Alice ကလည်းအဲ့လိုယူလာပေးလို့နေပြန်ကောင်းသွားရင်ကိုယ့်အိမ်ကိုပြန်မှလာလို့မေးပါတယ် Gladys ကလည်းပြန်မှာဘောလို့ပြန်ဖြေတာနဲ့ Alice လည်းကျောင်းကအတန်းဘော်တွေရဲ့ပစ္စည်းတွေကိုယူလာခဲ့လိုက်ပြီး Gladys ကိုပေးလိုက်ပါတယ်ညရောက်တော့ Gladys လည်းအဲ့ဒါတွေကိုရေဖလားတစ်ခုထဲမှာရောပြီးအစီအဝင်တွေလုံးလို့ခေါင်းလုံးတစ်ချက်တီးလိုက်တဲ့အချိန်မှာတော့အတန်းဘော်တွေအားလုံးကသူတို့အိမ်တွေစီကနေ Alice ရဲ့အိမ်စီကိုပြေးလာခဲ့ကြပါတော့တယ်ဒါတွေအားလုံးကို Alice သိနေပေမဲ့လည်းသူ့အတော်ကမိဘနဲ့ချင်းချောက်ထားတာမို့မပြောရဲပဲငြိမ်နေခဲ့ရတယ်လို့ရဲတွေလက်စစ်ဆေးတဲ့နေ့မှာလည်းသူဖန်ခေါ်ထားတဲ့ကလေးတွေကိုတခြားနေရာကိုအလင်းမီပြောင်းခဲ့လိုက်ပါသေးတယ်ဒီလိုနဲ့အစားကတော့လူနှစ်ယောက်စာကိုပဲဆွတ်ပြုတ်ကျွေးခဲ့ရပေမဲ့အတန်းဘော်တွေရောက်လာချိန်ကစပြီးလူ19ယောက်စာဆွတ်ပြုတ်ကျွေးတဲ့အလုပ်ကို Alice ကဝန်ယူလာရပါတယ်ဒါပေမဲ့ဒီနေ့မနက်မှာတော့ Alice ရဲ့အိမ်ဆိုတာကိုတည်သွားတဲ့အာချာတို့နှစ်ယောက်က Alice အိမ်ထဲကိုဝင်လာခဲ့ကြရာကနေအိမ်ထဲမှာကြိုရောက်နေတဲ့ဘောကိုတွေးလိုက်ရတော့ဂန်ဒီကဘယ်တော့မှရောက်နေတာလဲဆိုပြီးမေးဖို့တိုးသွားလိုက်ပါတယ်အဲ့ဒီမှာပဲ Gladys တားထားတဲ့စီးကိုဂန်ဒီကတနေမိသွားတာမို့ဂန်ဒီတို့နှစ်ယောက် Gladys စီမှာပြူစားခံထားရတဲ့ဘောနဲ့ James တို့ရဲ့တိုက်ခိုက်တာကိုအသေးလေးခံရပါတော့တယ်အာချာအတွက်ကတော့ယောက်ျားချင်းမို့အားမရနေပေမဲ့ဂန်ဒီအတွက်ကတော့ယောက်ျားလေးလည်းဖြစ်သူသဘောကျနေရတဲ့ဘောလည်းဖြစ်နေတာမို့တပန်းရှုံနေခဲ့ပါတယ်ဒါပေမဲ့လည်းဘောထက်သူ့ကိုယ်သူပိုချစ်တဲ့ဂန်ဒီကအခြေအနေတွေအရန်ဆိုးလာချိန်မှာတော့ဘောရဲ့ခါးကတနက်ကိုယူလိုက်ပြီးဘောကိုအဲ့ဒီတနက်နဲ့ပစ်တက်လိုက်ပါတယ်တစ်ဖက်မှာလည်းအဖေနဲ့အမေရှိမှခြာထားတဲ့စီးကိုတမင်တန်တင်လိုက်တဲ့ Alice ကသူ့အဖေနဲ့အမေရဲ့လိုက်တက်တာကိုခံနေရပြီးမို့ထွက်ပြေးရာကနေ Gladys ရဲ့အခန်းထဲကိုရောက်သွားပါတယ်အပြင်ဘက်မှာတော့ဘောတည်သွားပြီးဆိုပေမဲ့လက်နဲ့မရှိပဲအားချင်းပြန်နေရတဲ့အာချာကတော့ James ရဲ့တိုက်ခိုက်တာကိုခံနေရပြီးကလေးတွေရှိနေတဲ့လှေကားဘက်စီကိုဂျွန်ကြားတော့မလို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီကနေပဲကလေးတွေကိုအမှန်မတင်ရှာတွေ့သွားခဲ့သလို Gladys အခန်းထဲရောက်နေတဲ့ Alice ကလည်း Gladys ရဲ့အနက်ရောင်အပင်ကရိုးတံတစ်ချောင်းကိုချိုးလိုက်ပြီး Gladys ရဲ့သပင်တူကြီးကိုပါယူလို့အိမ်သားထဲဝင်ပုံးတင်လိုက်ပါတယ်အဲ့ဒီအချိန်ကလေးတွေကိုရှာတွေ့သွားတဲ့အာချာကလည်းကလေးတွေကြားထဲကနေသူ့သားကိုဖုံးပြီးတလက်နဲ့လိုက်ရှာနေပါတယ်ဒါပေမဲ့ဒါကိုကြိုတိလို့အထဲမှာလာပုံးနေတဲ့ Gladys နဲ့တွေ့သွားတာမို့ Gladys ပြူသားတာကိုခံလိုက်ရပြီးဂန်ဒီကိုတတ်ဖို့လုပ်ရပါတော့တယ်ဒါကို Gladys ကလည်းသူ့ကိုနှောက်ယှက်မဲ့သူမရှိတော့ဘူးဆိုပြီးဒီမြင်ကွင်းကိုဇိမ်ခံပြီးကြည့်နေတော့သူ့နီးဖြစ်တဲ့ Alice ကသူ့နီးအတိုင်းပဲလက်ကိုတွေးထွက်အောင်လုပ်ပြီးရိုးတံကိုချိုးပစ်လိုက်ပါတော့တယ်ဒါကိုတီးသွားတဲ့ Gladys လည်းသွားပြီဆိုပြီးသူထိန်းချုပ်ထားသမျှကလေးတွေအားလုံးကသူ့ကိုပြန်တိုက်ခိုက်ကြတော့မှမိုးကြောက်လန့်တကြီးနဲ့ထွက်ပြေးပါတော့တယ်မြေအောက်ခန်းထဲကနေကလေးတွေကလည်း Alice က Gladys စပိန်ကိုရစ်ပတ်ပြီးချိုးလိုက်တာမို့သူ့နောက်ကနေတဲကြီးမဲကြီးပြေးလိုက်ကြပါတော့တယ်ဒီလိုနဲ့ Gladys ပြေးဝင်သွားတဲ့သူများအိမ်တွေထဲအထိပါအပေါက်တွေဘာတွေမသိတော့ပဲပြတင်းပေါက်တွေပါရိုက်ချိုးပြီးအနောက်ကနေတောက်ချောက်လိုက်ကြပါတယ်အဲ့ဒီအချိန်ဂန်ဒီကတော့အာချာရဲ့တိုက်ခိုက်တာကိုခံနေခဲ့ရပြီးနောက်ဆုံးဇက်သိန်းတော်မဲ့အချိန်မှာပဲကလေးတွေက Gladys ကိုမိသွားခဲ့ပြီးသူတို့လက်နဲ့တစားစီဆွဲဖြတ်ပစ်လိုက်တာမို့ Gladys တယောက်တည်သွားခဲ့ပါတယ်ဒီတော့မှပဲအာချာလည်းပုံမှန်အသိစိတ်ပြန်ဖြစ်သွားတာနဲ့အသိစိတ်ပြန်ရချင်းကလေးတွေပြေးသွားတဲ့နောက်ကိုလိုက်သွားပြီးသူ့သားကိုလိုက်ရှာပါတော့တယ်အဲ့လိုနဲ့ပဲသူ့သားကိုပြန်ရှာတွေ့သွားခဲ့တာမို့အင်ကိုပွေ့ချီပြီးပြန်ခေါ်လာခဲ့ပေမဲ့လည်းအရွယ်နဲ့မမျှအောင်စိတ်ဝေဒနာတွေရောပင်ပန်းမှုတွေရောခံစားခဲ့ရတဲ့ကလေးတွေကိုတော့စကားပြန်ပြောလာအောင်အတော်ကြိုးစားကြရအောင်မှာပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲစကားလေးကပြီးဆုံးပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့